Marvel ပရိသတ်တွေကြားမှာအမနေတဲ့ အငင်းပွားစရာထင်နေတဲ့မေကွန်းတစ်ခုရှိပါတယ်ဗျ။အဲ့ဒါကတော့တကယ်လို့သာ Tobey Maguire ရဲ့ Original Spider-Man ဟာ Civil War ရဲ့လေးစိတ်တိုက်ပွဲမှာပါဝင်ခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတာပါပဲ။တကယ်လက်တွေ့မှာတော့လေ Captain America ရဲ့အဖွဲသားတဲ့ဘသူမှထိုလေးစိတ်ကနေလွတ်မြောက်သွားနိုင်မှာမဟုတ်ဘူးလို့တောင်ယူဆကြတာပေါ့။ဘာကြောင့် Original Spider-Man ကိုအားအကောင်းဆုံးလို့သတ်မှတ်ကြတာလဲ။ဘာကြောင့်သူ့ကို overpower ဖြစ်တယ်လို့ခံစားကြရတာလဲ။ဒါတွေကိုဒီနေ့ကျွန်တော်တို့အသေးစိတ်ခွဲခြမ်းစိတ်ဖြောင်းကြည့်ကြရအောင်ဗျပထမအဆုံးအနေနဲ့ Venom ဆင်ပိုက်ကြောင့်စွမ်းအားတွေပိုကြီးလာတာဆိုတဲ့အချက်ကိုခက်တာဖယ်ထားကြပါစို့ဗျဘာကြောင့်လဲဆိုတော့ထို Venom ဆိုတာဟာအမှန်တကယ်လို့ကြောင်ရွံ့ထွယ်ကောင်းတဲ့တကိုးတစ်ခုထက်ဝိယုံတစ်ထဲလို့ချွတ်ချင်ရင်ချွတ်လို့ရတဲ့အရာတစ်ခုပဲဖြစ်လို့ပါပဲမူရင်း Spider-Man ရဲ့တကယ်စွမ်းအားဟာသူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ထဲမှာပဲရှိနေတာပါဗျဒီနေရာမှာမေးစရာရှိတာကတတိယမျိုးဆက် Spider-Man မှာပိုမိုဆန်းတဲ့နီးပညာတွေရှိတယ် Iron Man ရဲ့ကြောထောင်နောက်ခံကိုလည်းရထားတယ်ပေါ့ဒါပေမဲ့ဘာကြောင့်ပရိသတ်တွေကသူ့ကိုနှိမ်ကြားတယ်ဟုမြင်ကြလာလဲတိုနီစတာ့တောင်စပိုင်ဒါမန်ကိုပြောဘူးလေကက်ပတာမန်ကိုဖြုတ်ချခြင်းရဲ့အေးဆေးပဲတဲ့အဲ့ဒီစကားကအကြောင်းပဲမဟုတ်ပါဘူးဗျကဲကျွန်တော်တို့အချက်၃ခုနဲ့နှိုင်းရှင်ကြည့်အောင်ဗျပထမအဆုံးကတော့ကျန်းတန်းနဲ့ခွန်အားပါပဲတတိယမျိုးဆက်စပိုင်ဒါမန်ဟာ Green Goblin ကိုချုပ်နှောင်ဖို့အသေးအတန်စူးစမ်းခဲ့ပေမဲ့မူရင်း Spider-Man ကတော့တအိတ်တလုံးကိုထိုးသလိုမျိုးအားရပါရထွတ်နှက်လိုက်တဲ့အခါမှာ Goblin ဟာချက်ချင်းဆိုသလိုငြိမ်ကြော့သွားပြီးဆွေးနွေးလိုစိတ်ပါဝင်သွားတာပေါ့တတိယမျိုးဆက်ကရေနစ်နေတဲ့သင်္ဘောကြီးကိုထိန်းထားနိုင်တယ်ဆိုတာမှန်ပေမဲ့မူရင်း Spider-Man အဖို့ကတော့ဒါဟာကလေးကစားရလို့ဖြစ်နေမှာပါသူဟာတနာရီကီလိုမီတာ100ကျော်နှုန်းနဲ့ပြေးဆွဲနေတဲ့ယထာတွဲကြီးကိုသူ့ရဲ့ကိုယ်ပိုင်ခွန်အားတစ်ခုတည်းနဲ့ရပ်တန့်နိုင်ခဲ့သူပါဗျညီနေတဲ့အရာကိုမှားထားတဲ့အရှိန်နဲ့ရွေ့နေတဲ့အရာကိုရပ်တန့်ရတာဟာအင်အားချင်းအစာပေါင်းများစွာကွာခြားပါတယ်ဗျဒါဟာ Maguire ရဲ့ Spider-Man ဘလောက်ထိအင်အားကြီးလဲဆိုတဲ့သက်သေပါပဲဒုတိယချက်ကတော့ခံနိုင်ရပါပဲဗျမူရင်း Spider-Man ရဲ့ခန္ဓာရည်ဟာ Hulk နဲ့တောင်ရင်နိုင်တယ်လို့သိရဖော်ထားပါတယ်။သူဟာပန်းကင်းပုံးတွေကိုတိုက်ရိုက်ထိမှန်တာတောင်အသိရှင်ခဲ့တယ်လို့ယထာကိုသူ့ရဲ့ခြေထောက်တွေနဲ့ရက်ကြံဖို့ကြိုးစားခဲ့တာပါ။အန်အောစရာကောင်းတဲ့အချက်ကိုပြောပြတာမလား။တစ်ချိန်မှာသူဟာစွမ်းအားတွေဆုံးရှုံးပြီးလူပကတိထင်နေချိန်မှာတောင်အမြင့်ကြီးကဖြုတ်တာကိုလက်ကလေးနဲ့နာတယ်လို့ပြောပြီးချက်ချင်းပြန်ထားနိုင်ခဲ့သူပါဗျ။ဒါဟာဗီဇပြောင်းလဲမှုနဲ့နီးပညာကြားတွေကအကြီးဆုံးကွာဟကြပါပဲ။ MCU Spider-Man ဟာဝတ်စွတ်မရှိရင်ဘာမှလုပ်လို့မရတဲ့လောက်ထင်နေချိန်မှာမကွာရကတော့တာမန်လူဘဝမှာတော့စိတ်သက်ခိုင်မာနေသူပါဗျာနောက်တစ်ခုကတော့ပင်ကူးမြန်ထုတ်လုပ်မှုပါပဲမူရင်း Spider-Man ဦးရီးသာပင်ကူးမြန်ကိုကိုယ်ထဲကနေသဘာဝတိုင်းထုတ်နိုင်တာပါကျန်တဲ့မျိုးဆက်တွေကတော့ဆေးကုံမှာဆက်ပြတ်မှာကိုအမြဲစိုးရိမ်နေရတာပေါ့မူရင်းမှာတော့အစားအစာသာလုံလောက်ရင်ပင်ကူးမြန်တွေဆက်လိုက်ထုတ်ပြီးတိုက်ပွဲကိုအကန့်မထက်မရှိဆင်နွှဲနိုင်ပါတယ်ဗျအဲ့ဒီအပြင်သူ့ရဲ့ Spider Sense ကလည်းအရန်ရင့်ကျက်နေပါပြီပရိသတ်တချို့ကMaguire က reflexes နှေးတယ်လို့ထင်ကြပြီမဲ့တကယ်တော့မဟုတ်ပါဘူးဗျသူ့ရဲ့ Spider Sense ကအရန်ရင့်ကျက်သွားတဲ့အတွက်ပဝင်းကျင်ကအန်ဒီရဲ့သေးပေးလေးတွေကိုသူ့အုံနောက်ကချင်းဖြတ်မှုလို့မယူတော့ပဲသူကိုယ်တိုင်တော့မသိလိုက်ပဲမတိမတာကြော်လွှားနေတာဖြစ်ပါတယ်ဗျနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုပါပဲမူရင်း Spider-Man ဟာလူ့အဖွဲ့အစည်းရဲ့အောက်ထဲကနေဘဝရဲ့ခါသေးစင်မှုတွေကိုကိုယ်တိုင်မီးစားပြီးတစ်လာသူပါ Venom ရဲ့လွယ်ချမှုအောက်မှာသူပြောခဲ့တဲ့အဆိုးဆုံးစကားကမင်းမြက်နေတဲ့မြည်ကြီးထဲ့မေဆိုတာပါပဲဘဝတန်တွေကသူ့ကိုအမှန်တကယ်စိုးရတဲ့အမှုတွေမကျူးလို့မရအောင်ကာကွယ်ပေးတာပေါ့ဒါကြောင့်လဲ Marvel ကတော့ဝန်ခံမှုတွေမူရင်း Spider-Man စကားတွေဆက်ရှိနေခဲ့ရင်အခြား Superhero တွေတောင်အများကြီးလိုအပ်မှာမဟုတ်ဘူးလို့သူ့ရဲ့တန်ကိုဟာကိုကာယခွန်အားတစ်ခုတည်းမဟုတ်ပဲလူသားဆန်မှုနဲ့အနစ်နာခံမှုတွေပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်ဗျသူဟာကြီးမားတဲ့ခွန်အားနဲ့အတူကြီးမားတဲ့တာဝန်လဲလာရမယ်ဆိုတဲ့စောင့်ပုံရဲ့အသက်ဝင်နေတဲ့ပုံကြီးပါပဲကဲတင်ရော Base Spider-Man ကိုအကြိုက်ဆုံးလေဗျ comment မှာပြောပြသွားကြပါဦးအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့